ဟုတ်ကျွန်တော်နာမည်ကတော့ကောင်းထက်ဟင်းလို့ခေါ်ပါခင်ဗျာကျွန်တော်ရဲ့အသက်ကတော့16နှစ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဇာတိကမကွေးတိုင်းဒေသကြီးနဲ့ရောက်နေဖြစ်ပါတယ်ခင်ဗျာဒီဆောင်မှုအတွက်6လကျော်လောက်ကို try ခဲ့ရပါတယ်ခက်ခဲဆုံးအဆင့်ကတော့အကြောင်းသားတိုင်းလိုခက်ခဲဖြစ်နေတဲ့စီးပုတ်ပင်အဆင့်လိုပဲထင်မိပါတယ်ဒီဖုန်းနဲ့ပဲသွားပါခင်ဗျာအကြောင်းကတော့ Game for University ပါအိမ်နဲ့ခွဲရမယ်ဆိုတော့စိတ်မကောင်းတော့ဖြစ်ပေမဲ့ကိုယ့်ရဲ့ရှေ့အနာဂတ်အတွက်ပို့ပြီးကြည့်လိုက်မယ်ဆိုရင်တော့အဆင်ပြေလို့မလို့အများကြီးပျော်ရွှင်မိပါတယ်rating 5ပေးပါတယ်ခင်ဗျ။ rating 5ပေးရတဲ့အကြောင်းရင်းကဥရက်ကျော်ရုံးချုပ်မှာဌာနတည်တည်ခွဲထားပြီးတော့အကြောင်းသားတွေကိုအမြဲတမ်းဂရုစိုက်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဥရက်ကျော်ကိုအကြိုက်ဆုံးချက်ကတော့ agency အပါအဝင်တစ်ခါလေးတင်တန်းတွေပါတွဲပြီးတော့ဖွင့်ပေးထားတာမျိုးအကြောင်းသားတွေအတွက်အများကြီးအဆင်ပြေတယ်လို့မျှော်လင့်မိပါတယ်။ဘာသာစကားကိုတော့ level 3နဲ့အထက်ကိုလေ့လာထားပါတယ်။ဒီမှာကျင်တာကတော့ဘာသာစကားကိုအကောင်းဆုံးပြင်ဆင်ပြီးတော့ UHQ နဲ့လက်တွဲမယ်ဆိုလို့ရှိရင်ဗီဇာတွေလည်းအများကြီးအောင်မြင်ပါလိမ့်မယ်လို့ပြောချင်ပါတယ်ခင်ဗျာ